ငါမင်းကိုတိတ်ချစ်တာ အိမ်ကထဲမှာပဲငါချစ်လို့ရ ဟေ့မင်းဘာလုပ်နေလဲပန်းရောက်နေ လာနိုးနေပြန်ကွာ ဟောမင်းလမ်းမယူပါဦးအိမ် ဟာခရဆာသူ့အချစ်ကိုပြန်ရခြင်းနဲ့အိမ်မက်ထဲမှာပဲရမယ်ဆိုတော့အဲ့ ဟာမင်းကလည်းယူပြန်ပြီကွာမင်းသူ့ချစ်တကယ်လို့ချင်းလားဒီငါမှကြံရှိမင်းဒီကောင်နဲ့ရွှေ့တာလေနှစ်ကောင်ရွှေ့နေဘယ်ရွှေ့ရဘုကောင်းလဲဟောဟုတ်တယ်သွားမယ် ညတော်တော်ဆွဲရှိရပဲငါလည်းအချက်တစ်ခုပြမယ်ညလေကားနေတက်ငါတလေကားနေတက်မယ်နေရောက်ရင်ငါလည်းပြင်ချင်မယ် โอเคလေ Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my life, cause I don't feel alive, and there's nothing that... ကိုချစ်လက်ခံ ဘေဘီဒီဆိုင်ကလေစားလို့အရန်ကောင်းတာသိလားဒီဆိုင်ရောလေကောင်းမလေးကအရန်ကြိုက်ကြတယ် ။ဘာဒီဆောင်ချားကောင်မလေးနဲ့လာဘူးလား ဟမ် အားရမင်းကြီးဟောဟာဒီရောက်နေ အေး မနေ့ကတော့မင်းမိနေလားစားပါသေး အော်အေးဟုတ်တယ် ဒီကောင်မလေးလားစား အေးဟုတ်တယ်ဟုတ်တယ် ဟောပြီးတော့ပြီရတော့ကြတယ်တော့ပြီနော် ဟုတ်တယ်ဟောကိုအမေကလည်းဒီဆိုင်မှာအရန်ကြိုက်တာလေအဲ့လိုကိုဝင်နေလာစားဘူးလားကိုပါစားမယ် ဟေ့ဘာညင်းနေပြန်ပြီလေကွာစိုးလဲရပါဘူး ငါကောင်မလေးကမနှမ်းရဘူးဖြစ်နေ ဘာကျွတ်လဲကိုကောင်မလေးကိုနမ်းလား ဟာမင်းတကယ်ချစ်မိလို့လားမသိဘူးကွာသူရှိရဘာမှမလုပ်ရဘူးတုံနေရပဲ ဟာအဲ့ဒါဆိုရင်တော့မင်းတုံနေတာတွေရက်မှာရဟာမှကြံရှိ ဘာလဲ မင်းတို့เนี่ยအေကူကိုဒိတ်ပြီပါ မထည့်ရတယ် ဟေးအေကူကိုဒိတ်လိုက်မင်းတို့တုံနေရရင်အားလုံးရက်ပြီမင်းအားလုံးလက်ရဲဆက်ရဲဖြစ်သွားမယ်နော်ရဟာဟာအဲ့ဒါမင်းတကူရှိတယ်တစနေတော့မရနှစ်စနေမှာရနှစ်စဂလမ်မာစတာရဲ့တပည့်စမှုနှစ်စနေတော့အားလုံးတုံနေရရက်သွားတယ်ဘလို့လဲပြေတယ်အဲ့ဒါကတော့ Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over tracks, this and that, spitting slow, spitting fast. I could roast, I could gas, think I'm old.